အခုခင်လိုက်တော့တော်ရင်អော်ခဲ့တာပဲပြီးတော့ယူချောင်ဆောင်ပြီးတော့ခဏနေလိုက်မိတ်လိုက်အနေနဲ့ချက်ကြည့်လိုက်ဒီကလာအချိန်မကောင်းအနေနဲ့လှုပ်လို့ရပြီဆိုပြီးအခုအစ်စေးပဲဟိုအဲ့ဒါမျိုးကိုပြောဒါတူရဲ့လေပယ်မှုပဲအဲ့ဒါကိုတော့မနာလို့မရဘူးဘာဖြစ်လို့ तू ကာလန်ဒေတန်ကိုကောင်းတူတုံးချတယ်ဟုတ်တယ်မလား तू ပြည်သူကိုကာလန်ကောစားနောက်ဆုံးပြတိတာတိစီမနေစေတဲ့ပုံစံမျိုးနော်ပြည်သူကိုလူပါမော့ဒါပေမဲ့ဒိန်းအောင်တော့အုံကြီးလို့ကြတာဘယ်လိုလုပ်လဲပြည်သူကိုလိလက်ပြတာမင်းတို့ပြည်သူဆိုစောက်ခုဆိုင်အားပေးခြင်းမပေးခြင်းငါတို့ထောက်ခံမယ်လို့ငါတို့ထောက်ခံမယ်အဲ့တော့ဘာဖြစ်ကောလူအတိုင်းဝိုင်းအပြင်ရောက်တာပေါ့အခုဒိန်းအောင်လို့ဆိုရင်ဗီဒီယိုမြဲကလို့ပြောတယ်ခေါ်ရိုက်လေဗျာလက်ရှိရုပ်ရှင်ထုတ်လို့ရအားလုံးဟာဘယ်လိုလဲမင်းအောင်လိုက်တမီခင်တင်းတက်မို့ပဲဥဆောင်ထားတာဟာယူသူ့အောက်မှာယူအကုန်လုံးရှိတာခေါ်ရိုက်လေအဖအားပေးတဲ့သူရုပ်ရှင်ကုမ္ပဏီတွေဘာလို့လဲပတ်စံရဖို့လုပ်တာလေပတ်စံဘယ်လိုရလဲလူကြီးမှပတ်စံရမှာလေဟုတ်လားမလားရှင်းလေးအဲ့တော့ဘောမဘက်ကပဲဖြစ်နေတယ်ဘောမကုမ္ပဏီပဲဖြစ်နေတယ်ဘာဖြစ်လဲလူကြီးတဲ့လူကိုပဲသူရိုက်မှာသူပတ်စံရဖို့လုပ်တာအဲ့တော့လူကပြည်သူကပါပြည်သူကိုကလောတော့ထားကောင်ပြည်သူကဘယ်လိုကြည့်မလဲအဲ့ဒါအဖြစ်ပဲဒါတော့မှကျွန်တော်တို့နိုင်ငံကပြည်သူကအင်မတန်စိတ်ကောင်းတဲ့ပြည်သူမို့လို့နော်လုံးဝအညို့အာဃာတမရှိတဲ့ပြည်သူဘလောက်ပဲပြောအမှတ်တင်းချင်မရှိဘူးဘလောက်ပဲခေါင်းတက်နေကန်ထိပါသေးနော်ပြန်ပြီးsorry ပြောလိုက်ချက်ချင်းစိတ်ကြီးတဲ့ပြည်သူနော်အဲ့ဒါလို့ပြည်သူတွေထဲမှာတော့မှဒီလိုမျိုးလူရမဝင်တော့ဘဝရောက်တယ်ဆိုရင်စဉ်းစားကြည့်ကြပါနော်ဒါအစပဲရှိသေးတယ်နော်ဒီတော်လန်ရင်ပြီးကြည့်မတော်လို့တာတော်လန်ရင်ကပြတ်ခဲဆိုအပြောင်းလဲဖြစ်ပြီးနိုင်ပါရှိတော်ပြီးဘဝပြတ်မယ်လို့ပြောနော်အဲ့တော့ဒိန်းအောင်တို့အုံးလေးတို့ကောင်မျိုးတွေဒီတိုင်းရုံအဆင့်လောက်ကစပြီးတော့ဘိုအထိနိုင်ငံတော်အခမ်းအနားနဲ့ပတ်သက်လို့တခုမှတက်လာကြည့်တယ်လူကြားထဲမှာဆွဲကံမထိကြိုက်တယ်လို့ပြောအဲ့ဒီဘဝရောက်မှာအဲ့ဒါပါလေကိုလောက်ခဲ့တဲ့အမှုပဲအဲ့တော့ကျွန်တော်တို့တည်ထားမှာကကိုကပြည်သူကိုရက်တည်ပြီးတော့ဘိုပြုတ်ပြီးတော့အလုပ်လုပ်တယ်ဆိုရင်လူပြန်ဓမ္မဖြစ်ဖြစ်နိုင်ငံရေးဓမ္မဖြစ်ဖြစ်ပြည်သူကိုကံကောစားလုပ်လို့မရဘူးဒီနေရာမှာပြည်သူဆိုတဲ့ဟာဘယ်လိုခွဲမလဲကိုကြိုက်တဲ့ဘက်ကိုအားပေးတဲ့သူကပြည်သူမဟုတ်ဘူးနော်ပြည်သူဆိုတဲ့ဟာနဲတယ်များတယ်တော့ကြည့်ရငါကြိုက်ပြောလိုက်တာငါပြည်သူတော့တတ်မှတ်လို့မရနော်ဘာလို့ဆိုတော့လူဆိုတာမျိုးမျိုးရှိတယ်လေဒါပေမဲ့ငါ့ကိုအားပေးနေတဲ့သူတွေပြောတဲ့စကားအများစုဒီဘယ်လိုလဲအ ਨੇ စုဒီဘယ်လိုလဲသူတို့အများစုဝေဖန်တာဘယ်လိုဝေဖန်တာလဲပြည်တော်ဆောင်တာကအပြစ်တော်ဆောင်တာနှိုင်းချင်ရမယ်လက်ရှိစစ်တပ်ကငါအားပေးနေတဲ့ငါတို့နော်ငါတို့အဖတွေကိုတော်လှန်နေတဲ့ဟာပြည်သူအများစုလားအ ਨੇ စုလားဒါမျိုးကြည့်ရမယ်ဒါပေမဲ့ဒီကောင်လည်းမရှိဘူးအခုချိန်ထမင်းကဟုတ်စင်မှာကင်မရာမမြင်ဘူးဆိုတော့လဲသိလိုက်ပေါ့